အားလုံးပဲမင်္ဂလာပါ Restorative ဖက်ချခြင်းစီစဉ်ကနေရောက်စီတိုင်းကိုတစ်တပတ်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2026ခုနှစ်မေလ25ရက်နေ့တနင်္လာနေ့ဖြစ်ပါတယ်ဒီကနေ့ခွန်အားရွှေ့ချထားတဲ့ခေါင်းစဉ်ကတော့ကိုရော်ဒီကျွန်ုပ်တို့အားကြီးမြတ်စေပြီးရှင်ဘရင်များအဖြစ်ခန့်အပ်တော်မူ၏ရွေးချယ်ထားတဲ့တမန်ကျမ်းပိုက်ကတော့ကပ္ပဦးကျမ်းခန်းကြီး7ခန်းငယ်2ငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်အချို့သောသူများသည်ကြီးမြတ်ခြင်းဟုသောအယူအဆနှင့်ပတ်သက်၍လက်ခံရန်ခက်ခဲနေတတ်ကြသည်ထိုရာသည်အလွန်ပင်လွန်ကဲတွန်းသည်သို့မဟုတ်မလျော်ကန်ဟုထင်မှတ်ကာညှင်းဆန်တတ်ကြသည်ထို့ကြောင့်သူတို့ကကျွန်ုပ်ကိုကြီးမြတ်တယ်လို့မပြောပါနဲ့ဒါဟာများလွန်ပါတယ်ဟုပြောလေရှိကြသည်သို့တော့ကျွန်ုပ်တို့သည်အာဗြဟိအမျိုးနွယ်များဖြစ်ကြသောကြောင့်ဖျားသခင်ကိုယ်တိုင်ကကျွန်ုပ်တို့အားကြီးမြတ်စေခဲ့ခြင်းဖြစ်ပါသည်ကျွန်ုပ်တို့၏ကြီးမြတ်ခြင်းသည်ကိုယ်တော်၏အကြံစီတော်သာဖြစ်ပြီးကျွန်ုပ်တို့တောင်းဆိုခဲ့ခြင်းမဟုတ်ပေအာဗြဟံကအိုဖျားသခင်ကျွန်ုပ်ကိုကြီးမြတ်စေတော်မူပါဟုရှောက်ထားခဲ့ခြင်းမဟုတ်ပါဖျားသခင်ကသာအာဗြဟံအားငါသည်သင်ကိုကောင်းချီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်ကပ္ပဦးကျမ်းခန်းကြီး7ခန်းငယ်2ဟုမိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်ထို့ကြောင့်ခရိယန်တဦးအနေဖြင့်သင်သည်ကြီးမြတ်ခြင်းမှနောက်ဆုတ်နေခြင်းမှသင်၏မူလအမှတ်အသားပဂတိဖြစ်ခြင်းနှင့်၎င်းသင်၏ဘဝအတွက်၎င်းဖျားသခင်အစီအစဉ်တော်နှင့်၎င်းကိုက်ညီမှုမရှိပါကပ္ပဦးကျမ်းခန်းကြီး7ခန်းငယ်2တွင်ကိုရောမိတ်ဆိုခဲ့သည်ကိုကပ္ပဦးကျမ်းအခန်းကြီး19ခန်းငယ်6တွင်ငါသည်တင့်ကိုအလွန်ပွားများစေမည်သင်အမျိုးနွယ်ကိုလူမျိုးအမျိုးမျိုးဖြစ်စေမည်သင်အနွယ်တွေကရှင်ဘုရင်တို့သည်ပေါ်ထွန်းကြလိမ့်မည်ဟုပြတ်သားစွာထက်လောင်မိန့်တော်မူခဲ့သည်ကိုစင်ကြင်ကြည်ပါသင်အနွယ်တွေကရှင်ဘုရင်တို့သည်ပေါ်ထွန်းကြလိမ့်မည်ဟုသောအချက်ကိုသတိပြုပါဤအချက်သည်ခရစ်တော်၌ကျွန်ုပ်တို့နှင့်ပတ်သက်၍ကျမ်းစာကဖော်ပြထားသောကျေးဇူးတော်အပြည့်အစုံနှင့်ဖြောင့်မတ်ရာသို့ရောက်စေသောဆုကျေးဇူးတော်ကိုခံရသောသူတို့သည်ယေရှုခရစ်တပါးသည်အဖြစ်အသက်ရှင်လျက်စိုးစံကြလိမ့်မည်ဟုသောစကားနှင့်တစ်ထက်တည်းကြနေပါသည်အထက်ပါကျမ်းချက်ရှိစိုးစံခြင်းဟုသောစကားလုံး၏ဓာတ်ရိုက်အဓိပ္ပာယ်မှာရှင်ဘုရင်ကဲ့သို့ပြုမူခြင်းဖြစ်သည်၎င်းသည်ဘုရင်၏အရိုက်အရာနှင့်ဆိုင်သောကရိယာ verb တစ်ခုဖြစ်ပါသည်သို့ဖြစ်၍သင်သည်ကျေးဇူးတော်အပြည့်အစုံနှင့်ဖြောင့်မတ်ခြင်းဆုကျေးဇူးကိုခံရသောသူတို့သည်ယေရှုခရစ်အားဖြင့်အသက်ရှင်လျက်ရှင်ဘုရင်ကဲ့သို့စိုးစံကြလိမ့်မည်ဟုပြောဆိုနိုင်ပါသည်ထိုမြမကကျမ်းစာ၌ကိုရောသည်ငါတို့ကိုရှင်ဘုရင်အရာ၌၎င်းယစ်ပရောဟိတ်အရာ၌၎င်းခန့်ထားတော်မူ၏ဗျာဒိတ်ကျမ်းခန်းကြီး1ခန်းငယ်6ဆိုထားပါသည်ကျွန်ုပ်တို့၏ရှင်ဘုရင်ဟူသောဘွဲ့နာမသည်အနာဂတ်အတွက်မဟုတ်ဘဲလက်ရှိအချိန်တွင်ဖြစ်ပျက်နေသောအမှန်တရားဖြစ်ပါသည်ကိုရောသည်ကျွန်ုပ်တို့အားရှင်ဘုရင်ဖြစ်စေခဲ့ပြီရှင်ဘုရင်များသည်ဘာလုပ်ကြသနည်းသူတို့သည်အုပ်ချုပ်စိုးစံကြသည်မိမိတို့၏နယ်ပယ်အတွင်းအခွင့်အာဏာနှင့်အုပ်စိုးခြင်းကိုကျင့်သုံးကြသည်ထို့ကြောင့်သင်သည်မြည်သည့်အခါမှဒုက္ခသည်တဦးကဲ့သို့စကားမပြောပါနှင့်ကိုယ်ကိုယ်ရမဲ့သူကဲ့သို့မပြုတ်မှုပါနှင့်သို့မဟုတ်မိမိကိုယ်ကိုတာမန်လူတစ်ယောက်ကဲ့သို့မရှုမမြင်ပါနှင့်သင်သည်ကြီးမြတ်သောသူဖြစ်ပြီးရှင်ဘုရင်တစ်ပါးလည်းဖြစ်ပါသည်ကျမ်းစာ၌ရှင်ဘုရင်၏စကားတော်ရှိရာအရာ၌တကူရှိ၏ဒေသနာကျမ်းခန်းကြီး8ခန်းငယ်4ဟုဖော်ပြထားပါသည်ရှင်ဘုရင်များသည်သူတို့ဘာထံတွင်တောင်းခံခြင်းသို့မဟုတ်ပြည့်ဝတ်ခြင်းမပြုဘဲအခွင့်အာဏာဖြင့်စကားပြောကြသည်သူတို့သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ကြသည်ရှင်ဘုရင်များသည်မင်းမျိုးမင်းနွယ်တို့၏ဂုဏ်အင်္ဂါကိုထင်ရှားစေကြသည်မကြာခဏဤသို့ပြောပါငါကဘသူလဲဆိုတာငါသိတယ်ငါဟာကြီးမြတ်သူဖြစ်တယ်လို့ရှင်ဘုရင်တစ်ပါးလည်းဖြစ်တယ်ငါအသက်တာမှာအုပ်ချုပ်စိုးစံနေတယ်သင်သည်ဤသို့ပြောဆိုခြင်းမှာမိမိကိုယ်ကိုမြောက်ပစ်နေခြင်းမဟုတ်ပဲဖျားသခင်ပြုပေးတော်မူပြီးသောအမှုနှင့်ကိုယ်တော်ဖန်တီးပေးထားသောသင်၏အရှိတရားကိုအတည်ပြုနေခြင်းသာဖြစ်ပါသည်ဤဒီမှာသင်၏အမှတ်သားဖြစ်သည်ကိုယ်တော်သည်သင်ကိုကြီးမြတ်စေပြီးရှင်ဘုရင်တစ်ပါးဖြစ်စေခဲ့ပါသည် ဒီ
ဒီကနေ့အတွက်ထဲရွေးလေးလာရသမားစံပိုက်များကတော့ရောမအခန်းကြီး9ခန်းငယ်18ဗျာဒိတ်ကျန်ခန်းကြီး1ခန်းငယ်6ကပ္ပဦးကျန်ခန်းကြီး18ခန်းငယ်6တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေစိတ်နှလုံးအကျွမ်းမဲ့ဖြစ်ကျေးဇူးပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖကျွန်ုပ်၏ဘဝတွင်အလုံးလုံးနေသောကိုရိတ်ကောင်းကြီးမင်္ဂလာနှင့်ကြီးမြတ်ခြင်းတို့အတွက်ကျေးဇူးတင်ပါသည်ကျွန်ုပ်သည်ခရစ်တော်၌မြည်သူဖြစ်သည်ကိုအစဉ်တည်းပြုလျက်ရှောက်လန်းပါ၏ကိုရောပေးသနာသောကျေးဇူးတော်နှင့်ဖြောင့်မတ်ခြင်းဆုကျေးဇူးအားဖြင့်အသက်တာ၌စိုးစံပါ၏ကျွန်ုပ်၏စကားများသည်တကိုးပါရှိပြီးကျွန်ုပ်၏ဘဝသည်အုပ်ဆိုးခြင်းတကိုးထင်ရှားစေကားနေရာတိုင်းတွင်ကိုရော၏ဘုန်းတော်ကိုပြသပါ၏သခင်ယေရှု၏နာမတော်မြတ်၌အာမင်ဒီကနေ့ဖတ်ရှုသွားသော Restorative အဖြစ်အသစ်တစ်ပံခွန်အားရမယ်လို့ယုံကြည်ပါတယ်အရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ